ရတက်တယ်ရွှေစည်းကြရင်လည်းမန်လေးအိမ်ချမ်းကြီးစီကထပ်တက်တယ်ဒေါ်လာစီးတက်ရင်လည်းမန်လေးအိမ်ချမ်းကြီးစီကတက်တယ်ဘာဖြစ်ဖြစ်တက်နေလဲမန်လေးအိမ်ချမ်းကြီးစီကနောက်ွယ်ကလိုချက်ကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစက်ကြည့်နေကြပါမြန်မာအုပ်ဆုံးသိထားရမယ့်အချက်ကမြန်မာရွှေကကမ္ဘာမှာဘယ်လောက်ရခိုင်တော့မြန်မာနိုင်ငံမှာရွှေသွင်းတွေအများကြီးရှိပြီးတော့ရွှေထွက်တာမှန်နေတယ်ကမ္ဘာစရင်းစရာအရာတရားဝင်စရင်းစရာအရာဆိုရင်တော့မြန်မာရွှေကကမ္ဘာရွှေထုတ်လုပ်မှုရဲ့100ခိုင်နှုန်းအောက် 0.1% ကနေပြီးတော့ 0.5% ဝန်းကျင်အတွင်းသားရှိတာဖြစ်ပါတယ်။ကမ္ဘာရွှေကောင်စီနဲ့ USDS စရင်းတွေအရကမ္ဘာမှာရွှေအများဆုံးထွက်တဲ့နိုင်ငံကတရုတ်၊ရုရှား၊ဩစတြေးလျနဲ့အမေရိကန်နိုင်ငံတို့ဖြစ်ပြီးမြန်မာနိုင်ငံကထိပ်သီးစရင်းထဲမှာမပါဝင်ပါဘူး။ဒါပေမဲ့မြန်မာရွှေစည်းကွက်ရဲ့ထူးခြားချက်ကပါလေ။မြန်မာနိုင်ငံမှာထွက်သမျှရွှေအများစုဟာတရားဝင်စရင်းထဲမဝင်ပဲအသေးစားနဲ့တရားမဝင်မောင်ခိုတူးဖော်မှုအနေနဲ့ထွက်ရှိနေတာပဲဖြစ်ပါတယ်။အဲကြောင့်ကမ္ဘာဈေးကွက်ကိုမလွမ်းမိုးနိုင်ပေမဲ့ပြည်တွင်းစီးပွားရေးနဲ့ပြည်တွင်းငွေသားနယ်ပတ်မှုကိုတော့အပြည့်အဝလွမ်းမိုးထားနိုင်ပါတယ်။မနစ်ချက်အနေနဲ့နိုင်ငံရေးမကောင်းလို့အထက်မြန်မာပြည်မှာရွှေတူးဖော်သူများလာတာကအိမ်ချမ်းမြေဈေးနဲ့တက်ဆိုင်သလား။လုံးဝတက်ဆိုင်ပါတယ်။ဒါကမန္တလေးအိမ်ချမ်းမြေဈေးကွက်ကိုအနောက်ကနေပတ်ပိုးပေးနေတဲ့ underground economy အရေးစီးပွားရေးရဲ့တွန်းအားတစ်ခုပဲဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးစစ်ရေးအချိန်ကြီးကြောင့်အထက်မြန်မာပြည်ဖြစ်တဲ့စကိုင်းတိုင်းကချင်ပြည်နယ်ထက်ပိုင်းရှမ်းမြောက်စတဲ့ဒေသတွေမှာစိုက်ပျိုးရေးနဲ့ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းတွေပျက်စီးသွားတဲ့အခါလူတွေကဆက်ရှင်ငွေပေါ်လွယ်ပြီးဝင်ငွေကောင်းတဲ့ရွှေတူးဖော်ရေးရွှေမျောရွှေတွင်းလုပ်ငန်းတွေဘက်ကိုအလုံးအရင်နဲ့လဲလာကြနေပြည်ဒေသအချိန်ကြီးကြောင့်တရားဝင်စီးကျက်မှုတွေမရှိတော့လက်လုံးလက်စားကအစလက်နက်ကိုင်းအဖွဲ့အစည်းတွေဒေသခံလုပ်ငန်းရှင်တွေအစုံရွှေကိုအလူအရက်တူးဖော်လာကြပါတယ်အခုပြောပြခဲ့တဲ့အချက်တွေကမန္တလေးအိမ်ချမ်းမြေဈေးကွက်ကိုဘယ်လိုမျိုးရိုက်ခတ်တယ်နံပါတ်1ဆက်ရှင်ငွေသားပေါ်ရှင်ရွှေလောက်ကွက်အောင်မြင်သွားတဲ့သူတွေဒါမှမဟုတ်ရွှေလုပ်ငန်းကနေရခိုင်နှုန်းရတဲ့သူတွေကပိုင်းလပိုင်းအတွင်းမှာပဲကြံ့ငွေ3000ရှိသိန်းရှိပြီးတော့ငွေသားအပြည့်ချမ်းသာလာခဲ့ကြပါတယ်။ဒီမန္တလေးဟာရွှေသမားတို့ရဲ့ငွေစုပန်ဖြစ်လာခြင်းသူတို့ရလာတဲ့ငွေတွေကိုနေမြေမအေးချမ်းတဲ့ရွှေတွင်းဒေသတွေမှာထားလို့မရပါဘူး။အနေကိုထည့်မယ်ဆိုလို့ရှိရင်လည်းစစ်ဆေးခံရမှာတွေကိုစိုးရင်လာရပါတယ်။ဒါကြောင့်အထက်မြန်မာပြည်ရဲ့ပပူကျမဖြစ်တဲ့စီးပွားရေးအလဲပတ်ဆုံးမြို့တော်မန္တလေးမြို့ပေါ်ကအင်ချန်ပြည်တွေကိုအများဆုံးဝင်လာကြပါတွင်းကထွက်လာတဲ့ငွေသားတွေကမန္တလေးအင်ချန်ပြည်ဈေးကွက်တွေကိုဒါရိုက်စီးဝင်လာပါတယ်။သုံးတိုင်းရရင်မြန်မာရွှေဟာကမ္ဘာရွှေဈေးကွက်ကိုတော့မလောက်ခန့်နိုင်ပေမဲ့ဒီတွင်းမှာတော့ဩဇာအလွန်ကြီးမားပါတယ်။ငါရေးမတည်ငြိမ်မှုတွေကြောင့်အထက်မြန်မာပြည်မှာရွှေတူးတဲ့သူကအစမတန်ပေါ်လာတာကမှန်ကန်ပြီးတော့အဲ့ဒီရွှေလုပ်ငန်းကနေထွက်လာတဲ့စံချိန်တင်ငွေသားအမြောက်အများဟာစိတ်အရှာရဆုံးခိုလုံရအဖြစ်မန္တလေးအိမ်ချမ်းကြီးဈေးကွက်တွေကိုတဟောစီးဝင်နေတာဖြစ်တဲ့အတွက်ရွှေစည်းတော်လာစည်းပါဖြစ်ဖြစ်မန္တလေးအိမ်ချမ်းကြီးဈေးကွက်ကခေါင်ခိုက်နေအောင်တက်နေရရှိပဲဖြစ်ပါတယ်မန္တလေးအိမ်ချမ်းကြီးဈေးကွက်အကြောင်းစိတ်ဝင်စားစရာတွေကိုဆွေးနွေးရှင်တယ်ဆိုလို့ရှိရင်တော့ comment မှာရေးခဲ့ပေးပါဦးအခုကျွန်မပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကရောလူကြီးမင်းတို့အတွက်အသွေးတစုံတရာအကျိုးတစုံတရာရှိတယ်ဆိုလို့ရှိရင်လည်းနိုင်ရ follow လေးလုပ်ခဲ့ပေးပါညီမကတော့မန်နန်းကြည့်အောင်ပဲဖြစ်ပါတယ်မန္တလေးမျိုးအင်ချန်ပြည်ရောင်းငါဝန်ဆောင်မှုတွေနဲ့အကျိုးဆောင်တင်တဲ့ပူချပေးနေတဲ့အကျိုးဆောင်တယောက်ကအိမ်ရှင်အင်္ဂါကရိုက်တဲ့အယောင်အငားတွေယုံကြည်စွာနဲ့အနံ့ထားလို့ရပါတယ်ရှင်